လူမျိုးခြားတိုင်းတစ်ပါးနိုင်ငံမှာရှိရရာဘဝရှိတွေယူတာလာကျူလာတိတ်မှာအခက်ခဲတာစီတွေ့ကြုံရတဲ့အခါရတနာမြတ်သုံးမှာအမိအဖမျက်စရာဦးထိန်ရွယ်ကြောမပြတ်ပါ